老板嘛，找回了。找回的嘞，嘛来找个。哎嘛是耶，肥呀，今天你们搞了没啥不？没来呢。哎，来几不路呀嘛？呀嘞，干嘛嘞？为啦？为啥？干嘛嘞？呀，到。那你的。老板嘛，去哪都要着嘛？好不要不。老板嘛，拿第一没？好。被老板嘛过来。哦，老板嘛睇冇。好不要不。話周師嘅數路嚟နော်。ဟုတ်တယ်ဗျာရှိပါရဲ့ကျွန်တော်လည်းနေမကောင်းနေတယ်အဲ့ဒါကလေးကတော့ခေါ်လာတာမျိုးပါအော်အဲ့ဒါလေးကျောက်မှကြောက်သွားပြီပါ老板嘛ကြည့်ကြည့်ပါဟုတ်ကောင်းပါကြောက်လေးကတော့မော်စီစာလေးနော်ရေကတော့ချပြီးသွားပြီဟုတ်တယ်ဒါလည်းကောင်းပါဟာတော့လည်းကျမကြောက်မျိုးလေးတော့အရန်ကောင်းတယ်ကြောက်လေးကတော့ကြောက်သားတဲ့မြင့်တယ်အတိကတော့ဒီညာလေးမှဆိုအနာတေးသေးလေးနှစ်ကြောင်သုံးကြောင်သွားနေရပါကြောက်ကပြီးတော့ကာလာလေးပါတယ်ပယ်ပန်းကာလာလေးနဲ့ဘယ်လောက်ရောက်မှလဲဦးလေး10လောက်ရတယ်နော်30ရတော့မမြင်ဘူးလေကြောက်ကကြိုက်တော့ကြိုက်တယ်နော်လာလို့3သိန်းပေးမယ်လေ3လတော့နဲတယ်3လတော့နဲတယ်ကျွန်တော်လည်းကျမ်းမကြီးမကောင်းဘူးပေးလိုက်ပါဦးဒီမှာတော့3သိန်းပေးလိုက်တယ်မရဘူးတဲ့ကြောက်ကအတိကတော့သူ့တည်းရဲ့ကြောက်စီကြောက်တာအီလို့တာနော်ကျွန်တော်လည်းကျမ်းမကြီးမကောင်းတာလည်းတော့ဒီဘဝကတူနေတာအဲ့ဆိုအဲ့လိုလို့5သိန်းပေးမယ်နော်ဟုတ်ကဲ့ခင်ဗျာဒီမိလိုက်ကြည့်ရဦးလေးလည်းငွေလိုနေလို့ဆိုတော့နော်ကိုကြီးတဲ့အနေနဲ့ပေါ့5သိန်းပေးလိုက်ပုံမှန်ဆိုရင်တော့အဲ့လောက်မကြိုက်ဘူး3သိန်းအဲ့လောက်ပဲနော်ဟုတ်ကဲ့ခင်ဗျာโอเคဘေးအဲ့ဒါပြီးစီကန်သွားမယ်ဒီပါသားဟောဒီတာလေးကြောက်လေတော့ဘုံကတော့အဖေကြီးကိုတင်ချာလေးကျူးဆိုင်ပေးလိုက်အောင်နော်စားဖို့တောက်ဖို့နေရောကောင်းကောင်းလေးဝယ်ကြည့်လိုက်အောင်စပြုတ်နေရောစပြုတ်နေအဆောင်ဟုတ်ပြီကဲဒီမရီဒီလုံးလေး5သိန်းနဲ့ရဟဲ့ပြီနော်ဒါလေးကတော့ဒီမှာတင်ချာလေးပြန်ရှင်းပြပေးမယ်ဟုတ်လေကဒီမီးထောက်လိုက်တဲ့အချိန်မှာသူ့ရဲ့ဒီကြီးပေါက်နဲ့မီးကန်အားကိုပဲကြည့်လိုက်အသက်ဆန်းအစင်းရောက်နေပြီပြီးရှင်တို့ကဒီညာလေးမှာဆိုပန်းကာလာလေးပါတယ်ဒီညာလေးမှာဆိုရင်သူပန်းပေါက်လေးတွေပါတယ်ကြောက်ရနော်ပြီးရှင်တို့ကဒီညာလေးမှာဆိုရင်အနာလေးရှိတယ်ဆိုပေမဲ့ဒီအနာလေးကတို့ကထပ်နာလေးဟုတ်တယ်အထဲမဝင်ဘူးအတိကလူချင်းတဲ့ယတနာခေါင်းချစ်တဲ့ယတနာလာပြီးမှမရှုပ်ဘူးပေါ့နော်ကဲဒီညာလေးမှာဆိုရင်ဒီမှာလို့ဆွဲကြီးနဲ့ဆွဲပြခေါင်းမယ်နော်ဒီလိုကာလာလေးနဲ့ကြောက်သားကြည့်ကြည့်လေးပေါ့ကိုမရေဒီဦးလေးရဲ့ကြောက်ပေါ့ညီမ9သိန်းနဲ့ဝယ်ပေးလိုက်ရလေးပေါ့ဒီလုံးလေးကိုကြိုက်တဲ့ကင်မယ်ယူမယ်ဆိုရင်ညီမကို Messenger မှာ line မှာဆက်သွယ်လိုက်နော်